ကံကောင်းထောက်မစွာဖြင့်သူမသည်ကားတစ်စီးကိုလှမ်းကင်မိပြီးရင်းပေါ်သို့တွေ့တက်နိုင်ခဲ့သည်ငါးမန်းများကိုမျက်ခြေမပြတ်စောင့်ကြည့်ရင်းဓာကိုတားသည်လီဆာကားစီသို့ရောက်ရှိသည့်အထိအဆောက်အုံတစ်ခုမှတစ်ခုသို့ကူးပြောင်းသွားလာခဲ့သည်သူမသည်ဓာကိုအသုံးပြု၍ကားမိုးနှင့်တကိုင်းအားလုံးကိုဖျက်တောက်လိုက်သည်ထို့နောက်သူမသည်လီဆာကိုထိုပေါက်မှတဆင့်အပြင်သို့ထွက်လာနိုင်ရန်ကူညီပေးခဲ့သည်ရင်းတို့နှစ်ဦးစုပေါင်းပြီးအိမ်ထဲသို့ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြသည်ထို့နောက်တွင်ဓာကိုတားသည်လီဆာအားတစ်ဖက်တစ်ထည်ပေးလိုက်ပြီးသူမ၏မိဘနှစ်ပါးစလုံးကွယ်လွန်သွားပြီဖြစ်သောကြောင့်သူမတဦးတည်းသာရှိသောကြောင့်ရှင်းပြခဲ့သည်လီဆာကအမိုးပေါ်သို့တက်ကကယ်ဆယ်ရေးသမားများအတွက်အချက်ပြမှုတစ်ခုပြုလုပ်တင်သည်ဟုယူဆတော်လဲသူမပိုက်နာလာသည့်အတွက်မွေးဖွားခါနီးလက္ခဏာပြလာသည့်အတွက်စကားဆက်ပြတ်သွားခဲ့သည်ဒါကိုတာတီလိုက်ကများကိုဖြုတ်ယူကာအဝတ်ထည်များဖြင့်ကူညီပါဟုရေးသားရန်အမိုးပေါ်သို့အမြန်တက်သွားခဲ့သည်သူမအိတ်ခမ်းထဲသို့ပြန်ရောက်လာသောအခါကလေးမြည်သည့်အချိန်တွင်မွေးဖွားလာမည်ကိုခံမှန်းနိုင်ရန်အတွက်လီဆာကသူမ၏သားအိမ်ဝါကိုကြည့်ရှုပေးရန်တောင်းဆိုခဲ့သည်ဒါကိုတာကကြည့်ရှုစစ်ဆေးပြီးကလေး၏ဦးခေါင်းမှာနှစ်လက်မှသို့မဟုတ်သုံးလက်မခန့်ထွက်နေပြီဖြစ်ကြောင်းပြောပြခဲ့ရာလီဆာကကလေးမကြာမီမွေးဖွားတော့မည်ဟုကောက်ချက်ချလိုက်သည်တစ်ချိန်တည်းမှာပင်ဘရိုင်ယန်သည်ရေချောင်းစနစ်ကိုစောင့်ကြည့်နေစဉ်ဒနယ်လီသည်ဒါကိုတာဟအိမ်နီးတွင်ရှိနေကြောင်းရှာဖွေတွေ့ရှိခဲ့သည်ဂျိုးစ်ကဖင်းကိုနားမလည်နိုင်ဖြစ်နေသောကြောင့်ဒေးကနယ်လီဆိုဒီမှာရင်းတို့၃နှစ်ကြာခြေရာခံလာခဲ့ပြီးကိုဝင်ဆောင်အဖြူရောင်ငါးမန်းကြီးတစ်ကောင်ဖြစ်ကြောင်းရှင်းပြခဲ့သည်ရုတ်တရက်လမ်းမပေါ်တွင်ရေကြီးနေသဖြင့်ရှေ့ဆက်သွား၍မရတော့သောကြောင့်ကားမှရပ်တန့်သွားခဲ့သည်ရင်းတို့သည်ဆက်လေကိုအစင်သစ်ပြင်ဆင်ရန်ကားပေါ်မှဆင်းခဲ့ကြပြီးဘရိုင်ယန်ကအင်တာနက်လိုင်းပြတ်တောက်နေသဖြင့်ခြေရာခံစနစ်သို့ဝင်ရောက်၍မရတော့ကြောင်းသိရှိသွားသည်ရင်းတို့သည်မြေပုံမပါဘဲဆက်လက်ရွှေ့လျားရမည်ဖြစ်သည်ရင်းတို့ထွက်ခွာလာစဉ်ဒေးကဂရက်ထံသို့ဖုန်းခေါ်ဆိုပြီးရင်းတို့လမ်းကြောင်းမှန်တိုင်သွားနေကြောင်းအတည်ပြုခဲ့တော်လဲဂရက်ကထိုနေရာမှအမြန်ဆုံးထွက်ခွာရန်တတိပေးခဲ့သည်ရင်းတို့ဆက်လေမောင်းနေစဉ်ငါးမန်းများကိုက်ဖြတ်စားတောက်ထားသည့်တိရစ္ဆာန်များ၏မျောပါနေသောအလောင်းများကိုမြင်တွေ့ခဲ့ရသည်အိမ်တွင်မူမွေးချင်း၃ဦးသည်အိမ်ထဲသို့ရေရှမ်းဝင်ရောက်လာမှုကိုရှောင်ရှားရန်စပွဲပေါ်တွင်နေထိုင်နေကြသည်တကားပွင့်နေသည်ကိုတတိပြုမိပြီးငါးမန်းများဝင်ရောက်လာမည်ကိုစိုးရိမ်သောကြောင့်ဒီကလေးတကားကိုပိတ်ရန်ပရိဘောဂများပေါ်မှတဆင့်စတင်ရွှေ့လျားခဲ့သည်သူမတကားပိတ်ခါနီးတွင်ငါးမန်းတစ်ကောင်ဝင်ရောက်လာပြီးတကားကိုပြန်လည်တွန်းဖွင့်လိုက်သည်ဒီသည်မနေ့တွေကထားရပြီးသူမကြားရှိတောက်ခံနိုင်မည်မဟုတ်ပေယွန်သည်ငါးမန်းအခြားအခန်းတစ်ခန်းသို့ကူးခတ်သွားသည့်အထိစောင့်ဆိုင်ပြီးနောက်ပရိဘောဂများပေါ်မှတဆင့်ရှောင်လန်းခဲ့သည်သူသည်ဂယုတစိုက်ရွှေ့လျားခဲ့ပြီးအောက်သို့ပြုတ်မကျစေရန်သူ၏ညီမကိုအချိန်မီကယ်ဆယ်နိုင်ခဲ့သည်ရင်းတို့စပွဲပေါ်သို့ပြန်ရောက်လာသောအခါယွန်ကအမိုးပေါ်သို့တွားတင်သည်ဟုပြောခဲ့သည်သူ၏မွေးချင်းများသည်မရွှေ့လျားလိုကြတော့လဲရေမှာဆက်လက်မြင့်တက်နေပြီးရင်းတို့ကိုငါးမန်းနှစ်ကောင်ကဝိုင်းရန်ထားကြောင်းယွန်ကထောက်ပြခဲ့သည်ပထမဦးစွာရင်းတို့သည်အာယုံလွှဲရန်လိုအပ်ပြီးမြေအောက်ခန်းတွင်အသားများရှိကြောင်းအဓိကတတိယသွားသည်ဝေကရင်းတို့ထိုနေရာသို့မသွားတင်ကြောင်းပြောတော့လဲယွန်ကထိုဇနီးမောင်နှံတေဆုံးသွားပြီဖြစ်ကြောင်းတတိပေးခဲ့သည်ကလေး၃ဦးသည်ရေမောကြပြီးဘီလီကလင်းတို့အပေါ်ပြုမှုခဲ့ပုံများအတွက်ဆဲဆိုခဲ့ရနေကြစဉ်ရုတ်တရက်ဘီလီရေထဲမှခုန်ထွက်လာပြီးစပွဲပေါ်သို့ကြားရောက်လာခဲ့သည်ဘီလီကအရေးချက်အကြောင်းမင်းများသဖြင့်ယွန်ကသူမတေဆုံးသွားပြီဖြစ်ကြောင်းပြောပြပြီးရင်းတို့ကိုစွန့်ပစ်သွားခဲ့မှုအတွက်အဖြစ်တင်ခဲ့သည်ဘီလီကပြန်လည်ပြောဆိုရန်ကြိုးပမ်းသည့်အခါတွင်